လာပါပြီအပိုက်တုံးမှာတော့သူ့မိကတခုလန့်သွားသူဖြစ်သွားပါတယ်အဲ့ဒါကတော့သူ့သမီးတွေကအစွဲအိပ်ပြတော့လန့်တော့တာပါအဲ့တော့သူကပြောလိုက်ပါတယ်ဟေးငါသမီးတွေကအခုမှဘယ်လိုလုပ်အစွဲအိပ်တာအမေတော်မဆောက်ကြမ်းကလေးတွေကတော့ဒီကလေးကအမေတော်မလာသေးသူကအမြန်အိပ်လိုက်ကြရင်ငါလည်းသူတို့နှိုးလိုက်မှနှိုးတော့ပါဘူးငါပဲပေးနာမှာအိပ်လိုက်တော့မယ်အဲ့ဒါသူ့မိရတယ်သူ့ကလေးနဲ့သူတို့ပတ်အိပ်လိုက်ပါတယ်အဲ့ဒီချိန်မှာပဲမနက်ရောက်သွားခဲ့ပါတယ်မနေ့ရောက်တော့သူ့အမေကအရေးဝတ်ဆောင်ဝတ်ပြီးတော့အရေးစကောက်သွားတာမှာပါအဲ့ချိန်သူ့ကလေးနှစ်ယောက်ကိုကြောင်းလိုက်ပို့လိုက်ပါတယ်အဲသမီးတို့လားဒါတို့လိုက်ကြောင်းစားကြမယ်နော်မီတို့ဟာမမီအဲ့ချိန်သူ့မိကသူ့ကိုကားစီးပြီးကြောင်းလိုက်ပို့လိုက်ပါတယ်အဲ့တော့သူ့မိကသူ့ကိုကြောင်းပို့ပြီးတော့သမီးတို့မမေညနေလာကြမယ်နော်ဟာမမေဒါတော့သမီးတို့ကောက်မပြန်ရတော့ပေါ့အေးပေါ့သမီးတို့ရဲ့မမေမနေ့ဖြင့်ညနေပဲဆိုလာကြမယ်နော်သမီးတို့ဒီနေ့ကောက်ကိုမလာနေတော့နော်ကြားလားမေတွားပြီးတတာအဲ့တော့သူ့ကလေးတို့နှုတ်ဆက်ပြီးတွားလိုက်ပါတယ်တားလိုက်သားပြီနော်ဟာမမေကလေးနှစ်ယောက်ကသူတို့မျိုးနှုတ်ဆက်ပြီးတော့သူတို့ကျောင်းပေါ်တက်သွားကြပါတယ်သူ့မိကကလေးနှစ်ယောက်ကိုကျောင်းပို့ပြီးတာနဲ့ကားနဲ့တွားလိုက်ပါတယ်ရဲစခန်းရောက်တော့ကားပေါ်ဆင်းပြီးသူကရဲစခန်းနဲ့ဝင်လာလိုက်ပါတယ်အဲ့ချိန်မှာသူကပြောပါတယ်ငါပြောမလဲပြောလေဟိုကညာစီကမနေ့က CPC ပြက်နေလို့အဲ့ဒါဒီနေ့ဝယ်လိုက်ပြီ TV ပြောတာနော် TV အဲ့ဒါဒီနေ့ဝယ်လိုက်ပြီအဲ့ဒါရဲမလေးစောင့်နေတာအဲ့ရဲမလေးစမ်းကြည့်လိုက်အေးငါအခုစမ်းကြည့်လိုက်မယ်အဲ့တော့ရဲမလေးက CCTV ကိုစမ်းကြည့်လိုက်ပါတယ်ရဲမလေးက TV ကိုဖွင့်ပြီးတော့ကြည့်လိုက်ပါတယ် CCTV ဆင်းတဲ့ချိန်မှာကောင်မလေးတစ်ယောက်ကလာနေပါတယ်အဲ့တော့သူကပါးစပ်ပရုတ်ပြောလာနေပါတယ်အဲ့ချိန်မှာပဲရေအတန်နေကြပါတယ်အဲ့ချိန်ကောင်မလေးရေချိုးနေတာပါအဲ့ချိန်ကြည့်နေတော့ကောင်မလေးကတကားဖွင့်လိုက်ပါတယ်အဲ့တော့သူကြည့်လိုက်တာဘယ်သူမှလည်းမရှိပါဘူးအဲ့တော့အထဲပြန်ဝင်သွားလိုက်ပါတယ်အဲ့ချိန်မှာဘာမှမဖြစ်ခဲ့ပါဘူးကောင်မလေးကနောက်တစ်ခါထွက်လာပြီးတော့သူကလမ်းပုံကြီးကိုရှောက်ကြည့်ပါတယ်ပြီးတော့အိမ်ထဲပြန်ဝင်သွားလိုက်ပါတယ်အဲ့ချိန်ဘာမှဆက်မဖြစ်တော့ဘဲနဲ့အကြာကြီးရှိနေပါပြီအဲ့ဒါဘေးကအရင်နဲ့ရဲမလေးကကြည့်နေခဲ့ပါတယ်အဲ့ချိန်သူ့လူကားပွင့်တော့ရဲမလေးလည်းမျိုးလုံးပြူသွားပါတယ်အဲ့ချိန်မှာသူ့လူကားရဲ့ပွင့်သွားပါတယ်ပြီးတော့သူ့လူပြန်ပိတ်သွားပါတယ်လေးစက်မောင်တကားကသူ့လူပွင့်သွားတယ်ဆိုတော့ဒါတေးသစီများလားအဲ့တော့ရဲမလေးနဲ့သူနဲ့အတိုင်းမြင်ကြပါတယ်မဖြစ်နိုင်ပါဘူးဘလို့ဖြစ်နိုင်ပါလဲဖြစ်နိုင်တယ်လေလူတရားတော့ပြီးသွားရင်တော့တီးရမှာပေါ့အခုကတကယ်ရသူ့လူပွင့်သွားဘလို့ကလည်းအထက်မထွက်လာနောက်နေ့ကျမှဘုံတော်ယူမေးကြည့်ဦးမယ်နော်အခုတော့ငါကလေးတို့တကြုတ်လိုက်အောင်မယ်ရဲမလေးရတယ်ညဘက်ကျတော့ညနေဘက်ကျတော့ကလေးကိုတကြုတ်ပါတယ်အမေကလည်းကြားလိုက်တာအခုထိလည်းမလာသေးဘူးဟာလာပြီရှင်နေနော်ဟုတ်တယ်မမဟိုသမီးတို့ရဲ့အမေရောက်ပြီနော်အမေကိုသမီးတို့စောင့်နေအမေကမလာဘူးသမီးတို့အရင်ကြာနေပြီဩမမေကြာသွားလို့လားသမီးတို့ရဲ့နော်အမေမအလုပ်တွေအများကြီးရှိလို့ဟုတ်မေဒါဆိုလားသမီးတို့သွားကြမယ်နော်ဟုတ်မေအဲ့တော့သူတို့အမေနဲ့သမီးရတယ်တခါတိုင်းလိုပဲဖက်အိတ်လိုက်ကြပါတယ်အဲ့ချိန်မှာပဲမိုးလင်းသွားပါတယ်အဲ့ချိန်မှာမိုးကလင်းသွားပါတယ်ရဲမတွေကတခါတိုင်းလိုပဲသူတို့သမီးတွေကိုကြောင်းပို့ပြီးတော့သူလည်းရဲစခန်းကိုသွားခဲ့ပါတယ်အခုကတော့ရဲစခန်းမသွားခဲ့သူဖုန်းကြီးစီသွားမှဖြစ်လို့အင်ဂျီကတစ်နေပါတယ်ဒီနေ့ငါဖုန်းကြီးစီသွားပြီးတော့သူ့ကိုမေးရမယ်အဲ့ဒီမှာဘာတွေများဖြစ်နေလဲလုံးသိဘူးအဲ့တော့ကားကိုအဝေးယူမောင်းလာပါတယ်အဲ့တော့ရဲမလေးကတရုတ်ကြောင်ရောက်လာတော့တရုတ်ဆရာကြီးကိုကြော့လိုက်ပါတယ်အဲ့တော့ grab ပြီးတော့သူကစတင်မေးလိုက်ပါတယ်တပည့်မောင်မလေးဘာလေးလို့ရှိလို့ဆရာစီလာလဲကွဟိုသမီးတစ်ခုမေးစရာရှိလို့ပါဆရာကြီးကိုအားပြောပြပြီးတော့ဆရာကြီးကပြောတယ်မနေ့ဖြစ်တိုင်းလာခဲ့မယ်ဆိုတော့ဒီနေ့ပိုင်းတော့ဒီမှာပြီးသွားပါတယ်အပိုက်လေးမှာဘာဖြစ်အောင်လဲဆိုတော့ကြည့်ပေးကြပါအောင်နော်ဗလာစစ်သေးလဲကြိုက်ကြလားဆိုတော့ကောင်းမှ
ကြပါအောင်နော်